အားလုံးပဲမင်္ဂလာပါခင်ဗျာ။ online ဆိုးထံမှတဆင့်ရင်ဖွင့်စာအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့အစီအစဉ်လေးမှာပေးပို့လာတဲ့စာလွှာရှင်ညီလေးကတော့ TikTok အကောင့်ကနေပြီးတော့ပေးပို့လာခဲ့တာပေါ့နော်။ဒီညီလေးကကျွန်တော်ရဲ့အစီအစဉ်မှာပါဝင်ခြင်းလို့ပါဆိုပြီးတော့အခုလိုစာလွှာလေးပေးပို့လာခဲ့တာပေါ့နော်။အကိုကြီးမင်္ဂလာပါ။ကျွန်တော်တစုံတစ်ယောက်ကိုချစ်ခဲ့မိတယ်ခင်ဗျာ။အဲ့ဒီအချိန်ကသူ့ကိုမိသားစုရှိမယ်မှန်းမသိခဲ့ဘူး။ဒါကြောင့်ချစ်ခဲ့မိတာပါ။ချစ်ပြီး2 လကြာမှာပဲမိသားစုရှိမှန်သိခဲ့ရတဲ့အကိုရဲ့ဒါပေမဲ့ကျွန်တော်တို့2 ယောက်2 ဦးသဘောတူချစ်ခဲ့မိကြတာပါအခုဆိုရင်အဲ့ဒီလိုချစ်လာခဲ့ကြတာဆိုရင်4 နှစ်ကျော်တဲ့ကိုရောက်လာခဲ့ပါပြီအခုချိန်မှာကျွန်တော်မိသားစုတွေကတည်သွားကြသလိုကျွန်တော်ကိုတားဆီးကြပြီးတော့ကျွန်တော်လည်းဗုဒ္ဓဘာသာတယောက်မှုအယမ်းချစ်ပေမဲ့ဒုသနာတော်ဆိုတာကိုသတိရလာပြီးတော့ကျွန်တော်ကိုအယမ်းချစ်တဲ့သူတယောက်လည်းပေါ်ပေါက်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့2 ယောက်ကအခုအထိအချစ်ကိစ္စကိုဖယ်ဖျက်လို့မရကြသေးဘူးဗျာကျွန်တော်အရန်စိတ်ပင်ပန်းပြီးတော့ကိုယ့်ရဲ့ငြိမ်းချမ်းမှုကိုအေးချမ်းစွာနဲ့အဆုံးသတ်ချင်မိပြီခင်ဗျာကျွန်တော်ကိုအရန်ချစ်တဲ့သူတယောက်ကလည်းကျွန်တော်ဘာပဲဖြစ်နေသူကဆက်ချစ်ပါမယ်တဲ့လေကျွန်တော်ဘာဆက်လုပ်ရမယ်မှန်းကိုမသိတော့ပါဘူးအကိုရဲ့တဲ့ဟုတ်ကဲ့ပါညီလေးရဲ့အချစ်ကပေါ့နော်ပိုင်ရှင်ရှိပြီးသားလူတယောက်ကိုသွားချစ်မိတာဖြစ်သွားခဲ့တယ်ပေါ့နော်အစကတော့မသိလို့ကိုအဖြစ်မတင်ပါနဲ့မသိခဲ့လို့ချစ်ခဲ့မိတာပေါ့နော်ဒါပေမဲ့တိပြီးသွားပြီဆိုရင်တော့ကိုစင်ကျင်ရမယ်ဒီအချစ်ကဖြစ်သိရဲ့လားမဖြစ်သိရဲ့လားဆိုတာကိုယ်တိုင်ဆုံးဖြတ်ရမယ်ပိုင်ရှင်ရှိနေပြီးတိနေရဲ့တန်းနဲ့ဆက်ပြီးတော့ရှေ့ဆက်နေမယ်ဆိုရင်ဒါကိုယ့်ဘက်ကအမှားဖြစ်သွားပြီဒါကြောင့်ပိုင်ရှင်ရှိပြီးသားလူတယောက်ကိုဘလောက်ပဲချစ်နေပါစေစီးစွာရှိပါတယ်ပြီးရင်ကိုတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ဓလေ့ထုံးစံအရာပြီးရင်ယဉ်ကျေးမှုအရာကဒါမှကိုက်ညီဘူးပေါ့နော်ကိုယ့်ရဲ့ဘာသာကိုယ့်ရဲ့လူမျိုးမှာမဟုတ်ပါဘူးဘယ်ဘာသာဘယ်လူမျိုးမဆိုအိမ်တော်ရှိပြီးသားလူကိုပတ်သက်တယ်ဆိုလို့ရှိရင်တရားဥပဒေအရာဆိုရင်တော့လည်းမညီညွတ်ဘူးပေါ့နော်အဲ့တော့ညီလေးအနေနဲ့နှလုံးသားကိုရှေ့တန်းတင်ပါလားအုံနောက်ကိုရှေ့တန်းတင်ပါလားဆိုတာတေချာလေးစဉ်းစားပါဘဝမှာပျော်ရွှင်ခြင်းဆိုတာအချစ်တစ်ခုတည်းကနေရောက်ရှိလာတာမဟုတ်ပါဘူးကိုတို့ရဲ့ပျော်ရွှင်ခြင်းတွေမှာအချစ်မရှိလဲပျော်ရွှင်လို့ရတဲ့အရာတွေအများကြီးရှိပါတယ်အထူးသဖြင့်ညီလေးအခုအချိန်မှာအသေးကွဲနေတဲ့ဒီအချစ်နဲ့ပတ်သက်ပြီးတော့ခံစားနေရတယ်ဆိုရင်အဲ့ဒီအကြောင်းတွေပဲတွေးမနေပါနဲ့အဓိကကိုတို့ရဲ့အုံနောက်ကိုတို့ရဲ့အတွေးတွေပေါ်မှာမူတည်နေပါတယ်အဲ့တော့ညီလေးရဲ့အတွေးတွေညီလေးရဲ့အချိန်တွေညီလေးရဲ့စိတ်တွေကိုအားမပေးဘဲနဲ့လှုပ်ရှားရှိတာကိုဒရဇက်လုပ်နေပါအချိန်မနာမနေပေါ့နော်ဒီအတော်တွင်းမှာကြိုးစားနေပါပတ်စံရှာနေပါအခုလိုခံစားနေရတယ်ဆိုကြတဲ့ကဒါညီလေးရဲ့ဖူးစာဘက်ညီလေးရဲ့ဖူးစာရှင်မဟုတ်လို့ပေါ့နော်ဖူးစာရှင်ဆိုတဲ့အမျိုးကကိုစိတ်ဆင်းရဲအောင်မဖြစ်စေဘူးဖူးစာရှင်တွေကကိုအတွက်အမြဲတမ်းပျော်ရွှင်စေတဲ့အရာတွေကိုအတွက်အမြဲတမ်းအဆင်ပြေစေတဲ့လူတွေပဲဖြစ်ကြတာများတယ်ပေါ့နော်ဘောကအိမ်အောင်ဘက်လက်တွဲပေါ်ဆိုတဲ့အမျိုးကဖူးစာဘက်ဖူးစာရှင်ဖြစ်မှလည်းအိမ်အောင်ဘက်လက်တွဲပေါ်ဆိုတာဖြစ်တာလीနော်အဲ့တော့အိမ်အောင်ဘက်လက်တွဲပေါ်ဖြစ်တဲ့လူတစ်ယောက်ကကိုအတွက်အရာရာဟာအစင်သင်းဖြစ်နေတယ်လို့ကိုအတွက်အရာရာလွတ်ကင်းနေတဲ့သူတွေဖြစ်ကြတယ်ပေါ့နော်ဆောနာကညီလေးပြောသလိုပဲညီလေးအပေါ်မှာအယမ်းချစ်ပြီးတော့ညီလေးပါဖြစ်ချစ်နေမဲ့သူဆိုတာရှိတယ်ဆိုတာသူကညီလေးရဲ့ဖူးစာရှင်လည်းဖြစ်နေနိုင်တယ်ပေါ့နော်အဲ့တော့ညီလေးအတွက်အမြဲတမ်းအစင်သင်းရှိနေတဲ့သူလို့ခေါ်တယ်အဲ့တော့ကိုအနေနဲ့အကြံပေးချင်တာကမဖြစ်နိုင်တဲ့အချစ်တစ်ခုကိုစိတ်ကူးရင်ပြီးတော့ဆက်ချစ်နေမဲ့အစားကိုချစ်လာတဲ့သူကိုခန်းစားချက်လေးအတွေးလေးပြောင်းပြီးတော့သူ့အပေါ်မှာခန်းစားချက်လေးထည့်ပြီးတော့တွေ့ကြည့်ပေါ့နော်သူကကိုအတွက်တကယ်ကိုအိမ်အောင်ဘက်ဖူးစာရှင်ဘဝလက်တွဲပေါ်ဖြစ်နေနိုင်တာလည်းဖြစ်နေနိုင်တယ်ပေါ့နော်အဲ့တော့တကယ်မဖြစ်နိုင်တဲ့အချစ်ပိုင်ရှင်ရှိပြီးသားလူတယောက်ကိုဘလို့နီးနေမှမပတ်သက်မိဖို့ကိုကတော့အကြံပေးခြင်းတယ်ပေါ့နော်ဒါညီလေးမမဟုတ်ပါဘူးဒီအခုကြည့်နေတဲ့သူတွေအားလုံးလည်းပိုင်ရှင်ရှိတယ်ဆိုကြတဲ့ကကိုယ့်ရဲ့စိတ်ကိုတားဆီးလိုက်ပါစီးတစ်ခုချလိုက်ပါကိုဘလောက်ပဲနှစ်သက်နေပါစေကိုဘလောက်ပဲကြိုက်နေပါစေပိုင်ရှင်ရှိတယ်အိမ်ထောင်ရှိတယ်ဆိုလို့ရှိရင်တော့အဲ့ဒီအချစ်ကိုရှေ့မတိုးပါနဲ့လို့ကိုကတော့အကြံပေးချင်ပါတယ်အဲ့တော့အားလုံးပဲအချစ်တွေလည်းထပ်တူကြပါစေအဲ့တော့အခုကြည့်ရှုနေကြတဲ့သူတွေထဲမှာလည်းကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့ရင်ဖွင့်စရာတွေရှိတယ်ဆိုရင်တော့ online ဆိုးထံမှာတဆင့်ရင်ဖွင့်စာအစီ
စီအစဉ်ကိုလိမ့်မှုပြီးတော့စာလွှာလေးတွေပေးပို့တောင်းဆိုနိုင်ပါတယ်ခင်ဗျာကြည့်ရှုနေကြတဲ့တယောက်ချင်းစီလည်းအချစ်တွေထပ်တူကြားကြပါစေကိုချစ်တဲ့သူကကိုကိုပြန်ချစ်ပြီးတော့ကိုချစ်တဲ့သူကလည်းကိုချစ်တဲ့သူဖြစ်ကြပါစေလို့ကျွန်တော်ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ပြီးရင်ချစ်ကြတဲ့သူတိုင်းလည်းပေါင်းဖက်နိုင်ကြတဲ့သူတွေဖြစ်ကြပါစေလို့ကျွန်တော်ကဆန္ဒပြုပြီးတော့ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာကျွန်တော်ရဲ့အစီအစဉ်လေးကိုကြည့်ရှုနေကြတဲ့တယောက်ချင်းစီတိုင်းလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေပြေဝကြပါစေဘေးရန်တွေအပေါင်းမှာကင်းဝေးကြပါစေခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေခင်ဗျာ